ကိုခဏထိုင်မယ်နော် ဟုတ် အခုမေးစားရှိလို့ပါဒီနှစ်ယောက်ကိုဒီရက်ွက်ထဲမှာမြင်ဘူးလား ညောက်ကသူနောက်ကနောက်လမ်းထဲမှာနေတယ်ကျက်တော့အကောကျက်တော့ ဒီကောင်းတယ်လေချက်တော့ ဟုတ်တယ်အကောကျက်တော့ ဒီနောက်လမ်းမှာနေတာလား ကိုသိတယ်လေ ဒီနောက်လမ်းမှာနေတာတဲ့ ကျေးဇူးပါ ကျေးဇူးပါနော်ဒီကောက်ချက်တော့လို့မလိုက်သိတယ်ပေါ့ ရဒီနောက်လမ်းမှာ ပြောနောက်လမ်းမှာနေတာတဲ့โอเคကျေးဇူးပါနော် ကျေးဇူးပဲနော်ကိုနော်ဟုတ် ဟုတ်ကဲ့ ကျေးဇူးနော်ကိုဒီ ကြားတယ်တော့မထင်နဲ့တော့ မစက်ပိတ်တာဟေ့နင်ငါဖောက်ပြန်တာကျက်ဒီလိုကောင်မျိုးနဲ့ဖောက်ပြန်တာဒီကောင်မင်းခိုးနော်အခုရိုက်တာ ရိုက်တယ်ကျွန်တော်ရိုက်တယ်ဟိုရိုက်ရုံနဲ့မဟုတ်ကျွန်တော်တခါတည်းလိုက်ပါတွန်းထားတယ်အဲ့ဒီလင်ငယ်နေတဲ့ဟာကိုကျွန်တော်ရိုက်ထားတယ်လိုက်ပါထားတယ်မပိုက်ဘူး နေပစပိတ်တာဟမ်နေလာလင်းတော့ဟေးတော့ဂျုံကြမှာရှင်းဂျုံကြမှာရှင်းကိုရိုက်တာ ရိုက်ထားတယ် အဲ့လေယူလား ကျွန်တော်လိုက်ပါတခါတည်းတွန်းထားတာအမေဖြူးတွေတော့တက်လာပြီကိုရေဖြူးတွေတော့တက်လာပြီ အဲ့ရ လက်တော့မလက်တော့ ဘာလို့လက်လွန်တာလဲဘာလို့လက်လွန်တာလဲကိုရိုက်တာ ရိုက်ပြီကျွန်တော် လိုက် လိုက် ချကြည်စမ်းပါဗျာ ဩကျွန်တော်လိုက်လွှင့်ထားတယ် ဟမ်နင်လုံးရက်တယ်ဟာခင်ဗျကြည်ဟာဒီရုပ်ကိုကြည်ကျွန်တော်လိုမျက်နှာမျိုးကိုပြစ်ပြီးတော့ဒီလိုစောက်ခွက်မျိုးဗျာလင်းငယ်နေတယ်တဲ့ ကျွန်တော်အဲ့ဒါကိုမခံမရဖြစ်နေတာ နင်လုံးရက်တယ်ဟမ် အဲ့ပြောနေတာလေ ဘာလို့ဘာလို့ပြောနေရမှာလဲနင်လင်းငယ်နေတဲ့ကိစ္စကိုပြောနေတာဟဲ့အောင်လားနင်တို့ဂျုံးမရှင်းဂျုံးမရှင်းဟာဂျုံးမရှင်း အဲ့ဒါဘာဖြစ်နေရလဲဘာဖြစ်နေရလဲ ဟုတ် ဟာဘာလို့လဲမမင်းနဲ့ငါဒီရဲကွက်ကအုပ်ချုပ်ရေးမှု ဟောခင်ဗျအုပ်ကြီးလား ဟုတ်တယ်အုပ်ကြီး အဲ့ဒါဆိုရုံးသွားကြမလို့တော့ကျေးဇူးတင်ပါတယ်အုပ်ကြီးကဒါကျွန်တော်မိန်းမပါ ဟုတ် ဒါဒီသူ့ရဲ့လင်းငယ်ကျွန်တော်ပြစ်ပြီးဒီကောင်ကိုယူသွားတာဒီကောင်လင်းငယ်နေတယ်ဗျလင်းငယ်မြင်ငယ်ကိစ္စအဲ့ကြောင့်မလို့ခင်ဗျရှင်းမေး လင်းငယ်မင်းငယ်နေတဲ့ကိစ္စ ဟုတ်ကဲ့မှတ်တမ်းနေတင်ပါ ခင်ဗျတရားဆွဲလို့ရတယ်တရားဆွဲလို့ရတယ် တရားဆွဲမှာပါ တရားဆွဲလို့ရတယ် ဘယ်နဲ့ဗျာဒီကိုကူညီလို့ပေါ့ဗျာကျွန်တော်ပေါ်မှာသူတော်ကောင်းတယောက်လိုပဲ ကျွန်တော်ကို ကိုစိတ်ကိုစားကိုစီကိုစိုက်ပြီးတရက်ကွက်လုံးကျွန်တော်နှက်အောင်အဲ့ဘေးရွက်နဲ့လိုက်ချပေးတာ ကျွန် ခု တော် တော့ကောင်းပေါ့ မှတ်တမ်းတင်ပြီးပါဗီဒီယိုလိုက်ပါကျွန်တော်လွှင့်ထားတယ် ဟောကျေးဇူးတင်ပါတယ်ကိုက လိုက်လွှင့်တာ နေပေါင်းအုပ်ကြီးရဲ့မဟုတ်ပါဘူးသူနဲ့ကျမကလင်မယားဆိုတော့ဟုတ်တယ်ဒါပေမဲ့အခုလင်မယားမဟုတ်တော့ဘူးသူနဲ့ကျမနဲ့ကွာလာတာလေ6လလောက်ရှိနေပြီသူနဲ့ကျမနဲ့ကစာတုံးနဲ့အတူတရားဝင်ကွာရှင်းထားတာလက်မှတ်ထုတ်ပြီးကွာရှင်းထားတာပါအဲ့ဆက်တူလေကျမရှင်မှာရှိပါတယ် ဟောအဲ့ဒါဆိုရင်ဟိုစာချုပ်စာတမ်းနဲ့ရုံးနေမှာကွာထားတာဟုတ်တာသိကြလား ကျွန်တော်တို့တရားရုံးမှာကွာရှင်းပေးပြီးသားပါဗျာ ဟောတရားရုံးမှာကွာရတယ်အဲ့ကိစ္စရှိဘူးဟုတ်ခင်ဗျဘာလုပ်နေလဲ ဟုတ်ကျွန်တော်ဒီမရင်ငယ်လင်ငယ်ကိစ္စကိုကျွန်တော်လိုက်လွှင့်ပြီးတော့အခုလွှင့်နေတာ အာခင်ဗျလိုက်ချတာမြက်လိုက်ခုချ ဖြူးတွေတက်ပြီးမှလိုက်ကချရတယ်ဗျာဩဟေးလူဟိုခင်ဗျားကျွန်တော်အကူကြီးတောင်းတော့သူတို့နှစ်ယောက်ရှာအကျွေးရစရာရှိလို့ဆို ဟုတ်တယ်လေဗျာကျွန်တော်ဘောကပြတ်အောင်လုပ်သွားတာအကျွေးဘောဗျာဒါတစ္ဆာအကျွေးအဲ့ဒါ ရတယ်ဗျာဘယ်အကျွေးပဲဖြစ်ဒီမရင်ငယ်လင်ငယ်ကိစ္စဟဲ့လို့လိုက်လွှင့်လိုက်ရတော့ကျွန်တော်ကျေနပ်တယ်ဗျာ ။ဟောက်လေကျေးဇူးတင်ပါတယ်ဗျာ ရတယ်ဒီမရင်ငယ်လင်ငယ်